ခမရတို့ဖုံးမှာပါတယ်ကင်မရာကတ်တော့လေးကိုတကယ်တမ်းခမရတို့ရဲ့ secret shot button တစ်ခုအနေနဲ့ပြောင်းသုံးလို့ရမယ်ဆိုရင်ရောဒါမှမဟုတ် add icon တွေကိုဒီမကပဲဖုံးရဲ့ home screen ပုံစံတစ်ခုလုံးကိုအလန်းစား design တစ်ခုဖြင့်ပြောင်းလဲပေးနိုင်မဲ့အမျိုးရှိရင်ရောဘယ်လိုနေမလဲရိုးစင်းလုံးနဲ့ဖုံးအသုံးပြုသူတွေကိုပုံမူချောမွေထက်မြက်တဲ့ gesture တွေနဲ့အစားထိုးပေးမယ်လူတီနေပေမဲ့ခမရတို့ဖုံးကိုတကယ်လန်းသွားစေမဲ့ Android customization app တွေကိုစူးစီးဖော်ပြပေးလိုက်ပါတယ်ဗျပထမနံပါတ်1ကတော့ Zara လို့ခေါ်ပါတယ် All-in-one home screen setup ပါအများစုတော့ icon pad တွေက icon လောက်ပဲပြောင်းနေပေးနိုင်ပေမဲ့ဒီ Zara ကတော့ဖုံးမြင့်တစ်ခုလုံးရဲ့အတွေ့အကြုံကိုအစင်းမြင့်တင်ပေးနိုင်တာကြောင့်ပထမဦးဆုံးစိတ်ဝင်စားခြင်းဖြစ်လာပါတယ်အဓိကအချက်တွေကတော့ that authentic design နဲ့တိစောက်ထားပြီးအလင်းအမောင် that effect တွေကြောင့် premium ဆန်တဲ့ခံစားချက်ကိုပေးစွမ်းပါတယ်ပါဝင်တဲ့ widget တွေကတော့အခြား app တွေထပ်ထောင်းစရာမလိုဘဲနဲ့ weather battery နာရီနဲ့ calendar widget တွေကိုတခါတည်းသုံးနိုင်ပါတယ်ဘောပေပါတွေနဲ့ပုံမှန် update တွေပါဝင်တာကြောင့် home screen ကိုအလွယ်တကူလှပသွားစေနိုင်ပါတယ်ဗျနောက်တစ်ခုကတော့ notch tab လို့ခေါ်ပါတယ်ကင်မရာနှော့မှဒါ shot button တို့ပြောင်းနေတာပါကျွန်တော်တို့ selfie ကင်မရာနေရာကိုဒီအတိုင်းအလဟတ်သက်မထားခြင်းသူတွေအတွက်တကယ်ကိုညံကောင်းတဲ့ app တစ်ခုပါဗျသူ့မှာပါတဲ့အဓိကချက်တွေကတော့အဲ့ဒီ notch နေရာကိုနှိပ်လိုက်ရုံနဲ့လက်နှိပ်ဓာတ်မီဖွင့်တာတွေတချင်းထိန်းချုပ်တာတွေဒါမှမဟုတ် screenshot ရိုက်ခြင်းစတာတွေကိုအမြန်လှုပ်ဆောင်နိုင်ပါတယ်ဗျနောက်တစ်ခုကတော့ dynamic head လို့ခေါ်တဲ့နေရာပါ Android ဖုန်းတွေမှာ Dynamic Island ပုံစံမျိုး Floating Mini Control Center အဖြစ်အသုံးပြုနိုင်ပြီးတော့ဖုန်းရဲ့ဒီပါဝါခလုတ်တွေဘုံလုံးခလုတ်တွေကိုအလွန်အကျွံသုံးစွဲရတာကိုလည်းသက်သာစေပါတယ်ဗျနံပါတ်3 app ကတော့ CNN Launcher လို့ခေါ်ပါတယ်အပေါ်ပါမြန်ဆန်ပြီးတော့အသုံးဝင်တဲ့ Launcher ပါဗျဖုန်းတစ်လုံးထဲကိုနေ့တိုင်းသုံးရတာရိုးဣလာပြီဆိုရင်တော့ CNN Launcher ကခင်ဗျားတို့ဖုန်းကိုပုံမူမြန်ဆန်ပေါ်ပါလာစေမှာပါသူ့မှာပါတဲ့အဓိကအချက်တွေကတော့ဖုန်းဟောင်းတွေမှာတော့မှလေးလက်မသွားဘဲနဲ့ချောမွေ့စာအလုပ်လုပ်နိုင်ပါတယ်ဗျလောက်ဆောင်ချက်တွေမှာတော့ Gita Support နဲ့ Smart Set ပါဝင်တာကြောင့်လိုချင်တဲ့ app တွေကိုဒါအချိန်ပိုင်းတွင်းရှာဖွေနိုင်ပါတယ်ဒါအပြင် app တွေကို lock ခတ်ခြင်းဖျောက်ထားခြင်းစတဲ့ privacy feature တွေလည်းပါဝင်ပါတယ်ဗျနံပါတ်4ကတော့ Pika Charging Show လို့ခေါ်ပါတယ်ဒါကတော့စမ်းသစ်တဲ့ charging animation တွေပါဝင်တဲ့ app တစ်ခုပါဗျဖုန်းအားသွင်းရတဲ့အချိန်လေးကိုပို့ပြီးပျော်စရာကောင်းလောက်အောင်ပြောင်းလဲပေးနိုင်မဲ့ app ဖြစ်ပါတယ်ဗျဒီ app ထဲမှာပါတဲ့အဓိကချက်တွေကတော့အားသွင်းကြိုးတက်လိုက်တာနဲ့အလိုလျောက်ပေါ်လာမဲ့ရောင်စုံ animation လှလှလေးပါဝင်ပါတယ် app ကိုယ်တိုင်ဖွင့်စရာမလိုဘဲနဲ့ချောမွေ့တောက်ပတဲ့ visual effect တွေကဖုန်းကိုပို့ပြီးတော့ဆွဲဆောင်မှုရှိသွားစေပါတယ်ဗျနံပါတ်5 app ကတော့ movie widget လို့ခေါ်ပါတယ်ဒါ material use style widget တွေပါတယ်ပေါ့နော်ဖုန်း home screen ကိုတက်တက်ရရက်နဲ့ style ကြဖြစ်စေခြင်းတဲ့သူတွေအတွက်တော့တော်တော်လေးတင့်တော်ပါတယ်ဗျသူ့မှာပါတဲ့အဓိကချက်တွေကတော့ဒီနာရီတွေ battery indicator တွေနဲ့ music control widget တွေကိုအလွယ်တကူထည့်သွင်းနိုင်ပါတယ် Android ရဲ့ material ရော color တွေနဲ့ light ဖက်အောင်အရောင်နဲ့ style ကိုစိတ်ကြိုက်ပြင်ဆင်နိုင်ပြီးတော့ဖုန်း battery ကိုလည်းလုံးဝဝင်မပြည့်စေပါဘူးဗျနံပါတ်6 application ကတော့ Screen Crack လို့ခေါ်ပါတယ်ဗျရိုးရိုး wallpaper တွေနဲ့မတူပဲအများတို့ဖုန်း screen ကိုအသက်ဝင်လှုပ်ရှားစေမဲ့ wallpaper hack တစ်ခုပါဗျအဓိကချက်တွေကတော့သူ့မှာ 4K quality ရုပ်ထွက်တွေပါတယ်ပြီးတော့ဒီ 3D parallel depth effect တွေပါတယ်ပြီးတော့ AMOLED နဲ့ဒီ anime ပုံစံမျိုးစုံပါဝင်လာပါတယ်ဗျအထူး feature အနေနဲ့ကတော့ home screen setup တွေကိုပြသပေးရုံနဲ့မကဘဲနဲ့အဲ့ဒီ setup မှာသုံးထားတဲ့ icon pad နဲ့ widget တွေကိုပါလင်းချိတ်ပေးထားတာကြောင့်အတူယူပြင်ဆင်ရတာအလွန်လွယ်ကူပါတယ်ဗျနံပါတ်9ကတော့ one hand control လို့ခေါ်တဲ့လက်တစ်ဖက်ထဲနဲ့သုံးတဲ့ခြေစာပါဗျဖုန်းကြီးကြီးတွေကိုလက်တစ်ဖက်ထဲနဲ့သုံးရတာခက်ခဲနေသူတွေအတွက်ဖြည့်ရှင်းချက်တစ်ခုပါပဲဗျသူ့မှာပါတဲ့အဓိကအချက်တွေကတော့ screen ရဲ့ဘေးပေါင်တွေမှာဂျီစာဇုံတွေတတ်မှတ်ပြီးတော့ back home quick setting brightness တွေကိုလက်ချောင်းလေးဘေးဆွဲရုံနဲ့ထိချုပ်နိုင်ပါတယ်ဗျ
ကြော်ညာတွေထွက်ခွင့်တွေဒါမှမဟုတ် analysis တွေလုံးဝမပါဘဲနဲ့ privacy ကိုအပြည့်အဝဦးစားပေးထားပါတယ်ဗျနောက်ဆုံး app ကတော့ Sun 8လို့ခေါ်တဲ့ဒါကျွန်တော်တို့ဘောလုံး panel ကိုစိတ်ကြိုက်ပြုပြင်နိုင်တဲ့ app ပါဗျ Android ရဲ့မူလာဒီဘောလုံး slider ပုံစံကိုရိုးအိနေပြီဆိုရင်တော့ဒီလှပစမ်းသစ်တဲ့ဘောလုံး over လေးတွေနဲ့အစားထိုးနိုင်ပါတယ်ဗျသူ့မှာပါတဲ့အဓိကချက်တွေကတော့ minimalist တွေ retro တွေဒါမှမဟုတ်ဒါ futuristic design တွေတဲကကြိုက်နှစ်တဲ့အရာကိုရွေးချယ်နိုင်ပါတယ်ဗီဒီယိုကြည့်နေစဉ်ဒါမှမဟုတ်ဂိမ်းစော်နေစဉ်မှာအနှောက်အယှက်မဖြစ်စေဘဲနဲ့ဘောလုံးဘားရဲ့အရွယ်အစားတီနီယာနဲ့ animation များကိုစိတ်ကြိုက်ချိန်ညှိနိုင်ပါတယ်ဗျခင်ဗျားတို့ရဲ့အကြံပြုချက်တွေကိုလည်း comment မှာရေးပေးထားခဲ့ပါအောင်ဗျထပ်မဖော်ပြပေးတဲ့ app တွေတဲကဘယ် app ကိုအကြိုက်ဆုံးလဲဆိုတာနဲ့ဒီဇိုင်းပိုင်းဆိုင်ရာအခြားဘယ်လို app ကောင်းလေးတွေထပ်တည်သားလေးလဲဆိုတာကိုလည်း comment မှာမျှဝေသွားကြပါအောင်အားလုံးပဲကျေးဇူးတင်ပါတယ်ဗျနောက်ဗီဒီယိုတွေမှာဆက်တွေ့ကြတာပေါ့